eyeshadow ချဲဖို့အတွက်ကိုယ့်ရဲ့ signature ဖြစ်တဲ့ eyeshadow color တွေကိုတည်ပြီးလား signature color ကိုတည်ဖို့လိုအပ်လို့လားလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ signature ဖြစ်တဲ့ eyeshadow color တွေကကျမတို့ရဲ့မျက်နှာအရောင်ကိုပိုလင်းပြီးတော့တောက်ပစေပါတယ်ဘယ်လိုတည်အောင်လုပ်လို့ရလဲဆိုတာကိုပြောပြပေးပါမယ်အသားရဲ့အရောင်ကိုခွဲခြားတည်ဖို့လိုအပ်ပါတယ်ကျမတို့ရဲ့လက်သွေးကြောအရောင်ကခရမ်းနဲ့အပြားဖြစ်နေတယ်ဆိုရင်ကိုတုံးမှာသူကတော့မြန်မာနိုင်ငံမှာဆိုရင်အရေးအတွက်နဲတဲ့ထဲကိုပါပါတယ်သားဖြူတဲ့သူတွေအများစုမှာတွေ့ရပါတယ်အသားညိုတဲ့လူတွေမှာရှိပင်မဲ့ရှားပါတယ်တကယ်လို့ကိုသုံးတမဖြစ်တဲ့ဆိုရင် eyeshadow color လေးတွေကိုဒီလိုအရောင်လေးတွေသုံးပါဒီလိုပန်းရောင်ကိုအေးဘက်ဖြောတဲ့ဘက်ကိုသုံးပေးပါဒီလိုအရောင်လေးတွေကကိုသုံးတမတွေအတွက်ဖြစ်ပါတယ်ကိုသုံးတမားတွေက eyeshadow ကို glitter အရောင်သုံးချင်နေဆိုရင်အဖြူဘက်ကိုသုံးပေးပါဒါကပို့ပြီးတော့မျက်နှာကိုလင်းစေပါတယ်ဒီလို color လေးတွေကိုသုံးတမားတွေကglitter အရောင်ကိုရွှေရောင်ကြေးနီရောင်ကိုရှောင်စေချင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသားရည်ကပန်းရောင်ဖက်တန်းနဲ့အသားရည်ဖြစ်တဲ့အတွက်အကာလာလေးသုံးတဲ့အခါမှာကိုယ့်ရဲ့မျက်နှာအသားရည်အရောင်ကိုမှိုင်းသွားစေပါတယ်ဝမ်တုံးကတော့လက်သွေးကြောအရောင်ကဒီနေရာဒီကမှအစိမ်းရောင်ဖြစ်နေပါမယ်အဲ့ဒါဆိုရင်ဝမ်တုံးပါမြန်မာနိုင်ငံမှာဆိုရင်ဝမ်တုံးကအများဆုံးလို့ပြောလို့ရပါတယ်ဝမ်တုံးသမားတွေက eyeshadow အပိတ်ကာလာသုံးမယ်ဆိုရင်ဒီလိုအရောင်နွေးတဲ့အပတ်ဝမ်ဘက်သွားတဲ့ကာလာလေးတွေဒီလိုကာလာလေးတွေသုံးစေချင်ပါတယ်ဝမ်တုံးဘက်သွားတဲ့အပိတ်ဒီလိုကာလာလေးတွေကိုသုံးပေးပါကာလာလေးတွေသုံးလိုက်တဲ့အခါမှာကိုဝမ်တုံးသမားတွေကအဝါဖက်တန်းနဲ့အသားရည်ဖြစ်တဲ့အတွက်ဒီအရောင်လေးတွေကလည်းဝင်းတဲ့အဘက်ကိုသွားတဲ့အတွက်မျက်နှာရဲ့အသားရည်ဝင်းတဲ့ဟာကိုပို့ပြီးတော့ support ပေးပါတယ်ဝမ်တုံးသမားတွေအတွက်နောက်ထပ်လိုက်ဖက်တဲ့အပိတ်ကာလာလေးကတော့လိမ္မော်ရောင်ပါဒီလိုလိမ္မော်ရောင်လေးဆိုဒီလိုအရောင်တွေကလည်းဝမ်တုံးတမားတွေအတွက်အရန်လိုက်ဖက်ပါတယ်လီတာသုံးမယ်ဆိုရင်ရွှေရောင်ကြေးနီရောင်ကဒီလိုအရောင်တွေကဝမ်တုံးတမားအတွက်ဝမ်တုံးတမားတွေအတွက်အရန်ကိုတင့်တော်တဲ့အရောင်ဖြစ်ပါတယ်မျက်နှာရဲ့ဝင်းအရောင်ကိုပိုးပြီးတော့ဝင်းစေပါတယ်ရချင်းနဲ့ကာလာတုံးကတော့အရောင်ရွေးရင်စဉ်းစားစရာမလိုတဲ့ natural တုံးဖြစ်ပါတယ် natural တုံးကလက်တွေးကြောကအစိမ်းရောခရမ်းရောအပြာရောရှက်နေတာမျိုးဒီနေရာမှာရောရှက်နေတာမျိုးဆိုရင်ဒါဟာ neutral တုံးပါ neutral တုံးလေးတွေကအရန်ကန်ကောင်းတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ neutral တုံးသမားတွေကကိုတုံးသမားတွေတုံးတဲ့ကာလာကိုလည်းရွေးချယ်လို့ရတယ်လို့ဝမ်တုံးသမားတွေတုံးတဲ့ကာလာလေးကလည်းသူတို့နဲ့လိုက်ဖက်ပါတယ်သူတို့ရဲ့ signature ကာလာလေးကလည်းတည်တံ့ရှိပါတယ် nude ကာလာတွေပါပြပေးပါ eyeshadow ကာလာ channel ကျမမှာရှိတဲ့ eyeshadow nude color လေးတွေကိုပြပေးပါ neutral တုံးတမားတွေအတွက်အပိတ် eyeshadow color ကိုရွေးချယ်ခြင်းနဲ့ဆိုရင်ဂျား color ဖြစ်တဲ့ nude ဒီလိုအပိတ် color တွေလည်းသုံးလို့ရပါတယ်ဒါကတော့neutral တုံးတွေအတွက်ပို့ပြီးတော့တင့်တော်တဲ့ signature color တွေဖြစ်ပါတယ်ဒီ rose gold နဲ့ campaign အရောင်လေးတွေနဲ့rose gold နဲ့ဒီ color လေးတွေက neutral တုံးအတွက် signature color ဖြစ်ပါတယ်။ဒီမှာ signature အရောင်ကိုခွဲခြားသိဖို့လက်တွေပြပေးပါမယ်။ကိုတုံး eyeshadow color လေးဖြစ်တယ်။ကျမကလည်းကိုတုံးတမဖြစ်တဲ့အတွက်ကျမဒီရဲ့အသားရည်ပေါ်တင်လိုက်တဲ့အခါမှာဒီဘေးနားမှာရှိတဲ့အသားရည်အရောင်နဲ့ပို့ပြီးတော့လင်းစေပါတယ်။ဒါကကျမရဲ့အသားရည်အရောင်ကပန်းရောင်အောက်ခံဖြစ်တဲ့အတွက်ဒီဝမ်တုံးကာလာကိုသုံးတဲ့အခါမှာအရောင်ကမှိုင်းသွားပါရဲ့ daily makeup လို့ပြင်တဲ့အခါဒီအရာတွေကအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်ကျမရဲ့ YouTube channel TikTok account ကိုလည်း like follow subscribe လုပ်သွားပေးပါဦးเนาะကျမအောင်မလင်းချပေးပေးပါကျမအောင်မလင်းချပေးပါတယ်အားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်